အရကတော်အေးနဲ့ PDF ပူပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတဲ့ AR တိုင်းထဲမှာလေးမျက်နှာမြို့အနီးထိ AA နဲ့ PDF တပ်တွေရဲ့ထိုးစစ်တွေရောက်ရှိလာပြီဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကငဝွန်တရားအစင်ရွှေတစ်စုကျေးရွာမှာခန့်စစ်ပြင်ဆင်နေရသလိုပြည်သူတွေကိုပါသူတို့စစ်သားတွေအတွက်ထမင်းနဲ့ဟင်းတွေချင်းချောက်ချက်ခိုင်းပြီးတော့သူတို့စီကိုအတင်းအဓမ္မပို့ဆောင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့လက်ရှိ AR တိုင်းထဲမှာအရကတော် AA နဲ့ PDF ပူပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေရမှာစစ်ကောင်စီဘက်ကတိုက်ပွဲတိုင်းမှာအရှုံးနဲ့သာရင်ဆိုင်နေရပြီးသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေအမြောက်များနဲ့အနောက်ကိုသာစုပ်ရင်နဲ့အခုဆိုရင်လေးမျက်နှာမြို့အနီးထိ AA နဲ့ PDF တပ်တွေရဲ့ထိုးစစ်တွေရောက်ရှိလာပြီလို့ဆိုပါတယ်။အဲ့ဒီအတွက်အကြံဖက်စစ်ကောင်စီတပ်ကငဝွန်တရားအဆင့်မှရှိတဲ့ရွှေတစ်စုကျေးရွာမှာခန့်စစ်တွေပြင်ဆင်နေရတဲ့အပြင်လက်ရှိမှာလေငဝင်မြစ်အနောက်ဘက်ကတမိုင်းဝင်ထုပါယုံဖယားကြီးမှာပါအကြံဖက်စစ်ကောင်စီတပ်သားတို့တက်ဆွဲဖို့ပြင်ဆင်နေကြပြန်တဲ့အတွက်ကျေးရွာနေပြည်သူတို့လည်းဘေးလွတ်ရာကိုရှောင်တိန်နေရတာတွေအထိရှိလာနေတယ်လို့ပြောပါတယ်။တစ်ဖက်မှာလည်းအဲ့လိုလေးမျက်နှာမြို့အနီးထိတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေကအကြက်ဖက်စစ်ကောင်စီတပ်သားတွေနဲ့ကျေးရွာတွေမှာလာရောက်တက်ဆွဲနေတဲ့တပ်သားတွေအတွက်ထမင်းနဲ့ဟင်းတွေချက်ပြီးပို့ပေးရမယ်ဆိုပြီးတော့ပါစစ်ကောင်စီတပ်ကချိန်ချောက်ပြောဆိုလာတာကြောင့်မတ်လ23ရက်နေ့ကစပြီးရွှေတစ်စုကျေးရွာရဲ့လက်နက်ကိုင်အုပ်ချုပ်ရေးမှူးဇော်နိုင်ဆိုတဲ့သူကကျေးရွာနေပြည်သူတွေကိုသူတို့စစ်သားတွေအတွက်အလှည့်ကျထမင်းနဲ့ဟင်းတွေချိန်ချောက်ချက်ခိုင်းပြီးစစ်သားတွေစီကိုပါအတင်းကျပ်ပို့ဆောင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့လေးမျက်နှာမြို့အနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအရကတော် AA နဲ့ PDF ပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်ကိုများနေသလိုစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့သာအသေးအတန်ခုခံနေရပြီးတိုက်ပွဲတွေကတော့လေးမျက်နှာမြို့နဲ့တော်ကိုနီးကပ်နေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။